ဂျပန်ငွေကြေးအားတဲ့ထိုင်းလောက်တောင်တန်ကြီးမရှိဘူးเนาะတဲ့ဂျပန်ဆိုတော့ငွေကြေးတန်ဖိုးမြင့်မဲ့ထင်နေတာဟုတ်တယ်ဘရိုရေဘယ်လိုပြောမလဲเนาะကျွန်တော်တို့ဒီဂျပန်နိုင်ငံရဲ့ဒီရန်တန်ဖိုးကထိုင်းဘတ်ငွေတန်ဖိုးလောက်မရှိပါဘူးကျွန်တော်တို့ဒီနေ့2025ကျွန်တော်ဒီ2လပိုင်း19ရက်နေ့ပေါ့เนาะဒီနေ့တန်ကြီးအရဆိုရင်ဒေါ်လာကိုဂျပန်ယန်152.3ဝန်းကျင်လောက်ရှိပါတယ်ဒေါ်လာကိုဂျပန်ယန်152.3ပေါ့နော်ထိုင်းဘတ်ငွေကကြတော့ဒီနေ့ငွေစည်းအရဆိုရင်ဒေါ်လာကို33.65ဝန်းကျင်ရှိရပေါ့နော်ငွေကြေးတန်မှုအရဆိုရင်တော့တော်တော်လေးကွာတယ်ပေါ့ဒီကြားထဲမှာကိုရီးယားဆိုရင်ပို့ပြီးတော့ဆိုတယ်ပေါ့နော်ကိုရီးယားဆိုရင်ဒီနေ့ပေါက်စည်းအရဒေါ်လာကို1444ဝန်းကျင်လောက်ရှိရပေါ့နော်ငွေကြေးတန်မှုအရကွာပါတယ်ဒါပေမဲ့ငွေကြေးတန်ဖိုးကွာပြီမဲ့ကျွန်တော်တို့တူးချင်းဝင်ငွေမှာတော့မတူဘူးပေါ့နော်ကျွန်တော်တို့ဂျပန်မှာဆိုရင်လူတယောက်ကျွန်တော်တို့ပေါ့နော်ပြန်မြတစ်လဝင်ငွေ1020ဒါမှမဟုတ်2သိန်းပေါ့2သိန်းရန်ဝန်းကျင်လောက်ဒါတွေကအခွန်တွေပါမဖြတ်ရသေးဘူးဒီရေကမီကဒီဘာညာတာကစားသေးဘာမှမပါသေးဘူးပေါ့နော်အတရင်ဝင်ငွေပေါ့နော်ဒါကျွန်တော်ပြောတာပြန်မြပေါ့နော်ဒီတဲ့နေတဲ့လူလည်းရှိတယ်များတဲ့လူလည်းရှိတယ်အလောက်ရတယ်ပေါ့နော်2သိန်းပေါ့နော်2သိန်းရကျွန်တော်ပြန်ထားကြည့်လိုက်မယ်ထိုင်းမှာဆိုရင်ကျွန်တော်အတိအကျတော့မသိပေမဲ့ကျွန်တော်သိသလောက်ဆို2000ဘတ်တလောက်အလောက်တွေရကြတယ်ပြောတယ်ပေါ့နော်ဒီကိုကျွန်တော်မှားရင်လည်းကျွန်တော်တစ်ချက်ပြန်ထောက်ပေးပေါ့နော်အလောက်ရကြတယ်ဒါကိုကျွန်တော်ပြန်တွက်ကြည့်ရင်ရန်2သိန်းဆိုရင်ကျွန်တော်ဒေါ်လာနဲ့ပြန်တွက်ရင်ကျွန်တော်တို့တစ်လောက်ဘယ်လောက်ရမလဲဆိုရင်တစ်လောက်ကိုဒေါ်လာပေါ့နော်ဂျပန်မှာဆိုရင်1300ဝန်းကျင်လောက်ရတယ်ပေါ့နော်အဲ့လိုတွက်လို့ရတယ်ကျွန်တော်တို့ထိုင်းဆိုရင်ဒေါ်လာနဲ့ပြန်တွက်မယ်ဆိုရင်စောနာကကျွန်တော်ဘတ်2000ဝန်းကျင်ကျတော့950ဝန်းကျင်လောက်ရှိမယ်ပေါ့နော်မြန်မာငွေနဲ့တွက်မယ်ဆိုရင်ဒီဂျပန်ကကျတော့တစ်လောက်ကို360ဝန်းကျင်လောက်ဝင်ငွေရှိမယ်ထိုင်းဆိုရင်25သိန်းဝန်းကျင်လောက်ပေါ့နော်ဆောနာကျွန်တော်တွက်တဲ့ဟာနေဆိုရင်ဒါကျွန်တော်မှားနိုင်တယ်မှားရင်လည်းကျွန်တော်တစ်ချက်ပြန်ထောက်ပေးပါအဲ့လောက်ရှိနိုင်တယ်ပေါ့နော်ဒီဟာတွေမှာကျွန်တော်တို့အခွန်တွေမဖြတ်ရသေးဘူးဘာမှမပါသေးဘူးဂျပန်မှာဆိုရင်အခွန်တွေပါဖြတ်မယ်ဆိုရင်အခွန်ကဖြတ်လိုက်မယ်ကြံမယ်ဆိုရင်ကျွန်တော်3ပုံတပုံလောက်ကအခွန်တွေပါအဲ့လောက်ရှိတယ်ပေါ့နော်အဲ့လောက်ပြန်ဆောင်မယ်အဲ့ဆိုရင်360ရတယ်ဆိုရင်နောက်မှကျွန်တော်တို့50အောက်ဝန်းကျင်လောက်ပဲကျွန်တော်တို့အိမ်ကိုပို့နိုင်မယ်ဒါစားသိတွေပါနှုတ်တာနဲ့ဆိုရင်40ဝန်းကျင်လောက်ပေါ့နော်အဲ့လောက်ပဲပို့နိုင်မယ်ပေါ့ဒါတူးချင်းဝင်ငွေပေါ့နော်ဆောနာငွေကြေးတန်ဖိုးအရာဆိုရင်ဟုတ်ပါတယ်ထိုင်းကပို့ပြီးတော့ငွေကြေးတန်ဖိုးပို့ပြီးတော့မြင့်တယ်ပေါ့နော်ကိုရီးယားဆိုရင်ပူတောင်ဆိုးသေးပါတယ်ဒေါ်လာကို1444ဝန်းကျင်လောက်ရှိပါတယ်ဒီနေ့ပေါက်ဈေးပေါ့နော်ဒီနေ့ဆိုရင်ကျွန်တော်ဖူဂျီတောင်နဲ့လှမ်းမြင်နေရတယ်ပေါ့နော်ဟုတ်မှာဆိုရင်ကျွန်တော်ဖူဂျီတောင်မြင်ရရင်ကျွန်တော် lucky ကောင်းတယ်လို့တော့ပြောတယ်အားကြောင့်မလို့အားလုံးပဲကံကောင်းကြပါစေ